ကိုယ်စီနာတွေဖြူစင်တန်ရှင်းနေကနေမြင်းနေကနေအစင်တန်းရှိတော့အားလုံးရဲ့ပုံမှာချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမေတ္တာလို့ခေါ်တာမေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့တိတ်တွေကိုတချို့ကကောင်းကောင်းနားမလဲရရှိတယ်မေတ္တာဆိုတာအားလုံးရဲ့ပုံချမ်းသာစေခြင်းဒီရည်ကြီးခြင်းနဲ့ကျမ်းမာရေးကောင်းနေခြင်းနဲ့နှလုံးစိတ်ဝမ်းကြီးအေးသေးခြင်းနဲ့အစမပြေတဲ့ဘာမှဖြစ်စေခြင်းမူရှင်ပြေတာတွေဖြစ်စေခြင်းနဲ့ကောင်းစေခြင်းအတော်ရည်အကျိုးရှိဝါကိုလိုလားတဲ့စိတ်ကလေးအလွန်အဆင်မြင့်တဲ့စေတနာလေးအလွန်ကောင်းတယ်ဒီမေတ္တာစိတ်ခဏခဏဖြစ်လို့ပြီးကိုယ့်ရဲ့ကံကိုမြင့်တယ်အဲ့ဒါကိုလည်းနှုတ်နဲ့အရင်ရွတ်ဆိုဒီလိုရှိကိုယ်စလဲစဝင်နေဆိုရင်ဆယ်ပွဲဆိုင်လို့စိတ်ရတယ်ဒီမှာလေးဆိုလို့ရှိရင်ဒီရန်ကင်းကိုဆက်လို့ရှိရင်ပြန်ကြမှာချမ်းသာကြပါစေ။တော့ရရပြီ။အဲ့တော့ထပ်ထပ်ရွှေဆွေးနေကြရင်စိတ်ဝင်စားပြီးကိုယ်စိတ်ကအဲ့ဒီထဲမှာတောက်ဝင်နေတယ်မြေတာတယ်။ကိုယ်စေနာလေးတွေဖြူစင်တန်ရှင်းနေကိုယ်ကနေမြင့်နေကနေအစင်တန်းရှိတတ်တော့အားလုံးရဲ့ချမ်းသာစေခြင်းနဲ့ကောင်းစေခြင်းနဲ့စိတ်ကလေးကိုမြေတာလို့ခေါ်တာ။မေတ္တာကိုချစ်ချင်းနဲ့ရောထွေးပြီးတော့အတိပ္ပယ်ကိုတချို့ကပေါပေါနားမလဲရရှိတယ်မေတ္တာဆိုတာတတ္တဝါအားလုံးရဲ့ပုံမှာ